ကျွန်တော်အမြင့်မှန်သမားဆိုတော့ကျွန်တော်တငယ်ချင်းတော်များမေးကြတယ်ရှင်ကုန်မှာမြင့်မှန်ပေါ်မှာလှုပ်ထားလဲပေါ်မှာလှုပ်ရမလဲပိုင်ဆိုင်ကောင်းလေးဆိုပြီးမေးထားကြရပေါ့နော်ဒီနေ့ကျွန်တော်အမြဲတမ်းလှုပ်နေကြတဲ့မြင့်မှန်ဆိုင်ကိုခေါ်တော့ပေးပါမေးတာအမင်္ဂလာပါကျွန်တော်ကတော့ပူပူပါတယ်ရှင်ကုန်မှာကျွန်တော်အမြဲတမ်းလှုပ်နေကြတဲ့မြင့်မှန်ဆိုင်ကတော့ Aston လောမြင့်မှန်ဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်ထဲမှာဘယ်လိုမြင့်မှန်မျိုးစားတွေရမလဲဆိုတော့ကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်ရအောင်ဒီဆိုင်ရဲ့လိပ်စာလေးကတော့အမှတ်414ရွှေပေါင်တာထက်လမ်းပပရန်မြို့နယ်ရန်ကုန်မြို့ပဲဖြစ်ပါတယ်ရှေ့မှာလည်း KB ဆက်ပန်စီဇိုနဲ့လည်းရှိပါတယ်ကိုကတော့ online ရန်တောင်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဖုန်းနဲ့ကွန်ပျူတာတော့ရန်ကြီးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကြီးဖြစ်တာများတော့မြေရိုးတွေကတ်လာတယ်အဝေးမုံပြီးတော့ဝါလာတယ်ညဘက်ဆိုဘာမှလည်းမမြင်ရနောက်ပိုင်းဘဘကဖုန်းနဲ့ကွန်ပျူတာတွေကြည့်တဲ့ခါကျရင်မျက်မှန်ကောင်းကောင်းတလည်းရှိဖို့လိုပါတယ်ဒါကြောင့် Aston လုံးမျက်မှန်ဆိုင်ဝင်ရောက်ရှိနေပါတယ်ဘာမှမပြောခင်မှာသူတို့ဆိုင်ရဲ့အကြောင်းလေးကိုကျွန်တော်ကပြပြချင်ပါတယ်သူတို့ဆိုင်ရဲ့တက်တန်းလေးကတော့အနှစ်40ကျော်ရှိပေါ့နော်ကျွန်တော်ရဲ့အသက်ထက်ရောဆိုင်ရှင်အသက်ထက်တောင်ပိုကြည့်နေပါတယ် Aston လုံးမျက်မှန်ဆိုင်မှာကတော့နေကမျက်မှန်ပါဝါမျက်မှန်မျိုးမျိုးရှိပါတယ်မျက်စိပါဝါကိုလည်းဆက်နေပေးပါတယ်ပြီးတော့သူတို့စီမှာဂိုင်းမျိုး quality မျိုးလေးရှိပါတယ်တကယ်လို့ကိုကမျက်စိပါဝါဆက်သက်ဖုတ်ခဲ့တဲ့ဆိုင်ရောရှိခဲ့တယ်ဆိုရင်လည်းသူတို့ကိုပြပြီးတော့ဆိုင်ရောက်ထက်တိကျတိုင်းမျက်မှန်ပါဝါကိုလည်းလုပ်ပေးပါတယ်ဒီဆိုင်မှာကြတော့မှန်တွေကိုသူတို့ကိုယ်တိုင်တွေးရတော့ကြောင်ဈေးနှုန်းလေးချိုတာပါတယ်ဒီဆိုင်ကတော့ခင်မီတော့တည်ကြည်တဲ့ကွန်ပျူတာဆက်ဖြစ်မျက်မှန်ပါဝါများကိုအခမဲ့ဆက်သက်ပေးပါတယ်ပိုကတော့မျက်မှန်ပါဝါမဆက်တာ6လကျော်ပြီးဆိုတော့တိကျဆန်းလိုက်ပါတယ်ထုံးစံတိုင်းဝိတ်တွေးတဲ့မျက်မှန်ပါဝါလည်းအများကြီးတိုးလာပါတယ်မျက်မှန်ပါဝါလည်းဆက်သက်ပြီးဆိုတော့ဂိုင်းနဲ့မှန်ကိုတိကျရွေးလိုက်ပါဦးမယ်ပိုကတော့အရင်ကြီးများတဲ့သူဖြစ်တဲ့အတွက်ကြောင့်မျက်မှန်တဆိုင်ကိုလည်းမကြိုက်မချင်းတိကျရွေးပါတယ်ဆိုင်ဝန်ထမ်းကလည်းအရင်ဆက်ပေးကောင်းပါတယ်ပို့ကိုစိတ်ရှိရှိနဲ့ရှင်းပြပေးတယ်ဝိုင်းပြီးတော့ကူယူပေးကြတယ်အတွက်ကြောင့်ဆိုင်ရအမနဲ့ကိုကြည်စုအများကြီးတင်ပါတယ်သူတို့ကပို့ကိုဘလိုမှန်သုံးတင်လဲဘလိုကိုင်းမျိုးစရွေးတင်လဲဘလိုမျက်မှန်ဒီဇိုင်းကကိုနေလိုက်ဖက်လဲဆိုတာကိုစေတနာပါနဲ့အကြံပေးကြပါတယ်စန်တာပီတာမျက်မှန်များကိုလည်းမိနစ်ပိုင်းအတွင်းလုပ်ပေးတယ်ဆိုတော့အချိန်ကြာကြီးဆောက်ဆက်မလို့ဝင်နဲ့အရန်ကိုစင်ပြေတယ်ပေါ့ဗျာသူတို့ရဲ့မျက်မှန်ကတော့တနေ့အမခံရှိပါတယ်ဒီတော့တွေမှန်ခွဲတာဖြစ်ခိုင်းကြိုးတာဖြစ်ပေါ့နော်ဆိုင်ကိုလာပြီးတော့သူတို့ကတေချာတာဝင်ယူပေးပါတယ်နောက်တစ်ခုပြောဖို့မေးတော့တယ်ဒီဆိုင်မှာကလည်းလူငယ်တွေရဲ့အကြိုက်ပါဝါမျက်ကမှန်လည်းမျိုးရှိပါတယ်ဗျာကျွန်တော်ဒီဆိုင်ဘာလို့ညွှန်းရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီဆိုင်မှာပဲအမြဲတမ်းမျက်မှန်လုပ်နေကြမှုလို့ပါ quality ပိုင်းရောစီးနှုန်းပိုင်းရောရန်အောင်ယုံကြည်စိတ်ချရလို့ပါရန်ကုန်မှာမျက်မှန်တော့လိုအပ်လာတဲ့ Aston လုံးကိုတတိယလိုက်ပါနောက်ဘလို့မပြန်ဆောင်ကြမယ်တတာ